အဲ့လိုမခေါ်နဲ့လေဟာခမရတရားဥပဒေမှာအမေရိကန်မရှိဘူးအခုခမရအဲ့စစ်ဖို့လာတာဟာဘာစစ်မှာတော့ခမရတို့လူပဲနှစ်ယောက်တော့ဟဲအမေနဲ့မင်းနှမမင်းနှင်းရှိတာလေမင်းဘာတွေကြောင်းနေတာတော့ဘာတွေကြောင်းနိုင်ရမလို့နဲ့ခမရတင်ပြူခန်းသားမှာဆိုဖွားရရှိတဲ့တင်ပြူစုပ်ခင်းပေးရဖွားရတခြားကြည့်ကိုချင်းအောင်ချထားတာဘယ်သူတော့အထက်ကဟဲ့အမေနဲ့သမီးပြိုလေးနှစ်ယောက်နေတာကိုချင်းအောင်ချထားတာဘယ်သူတော့ဆိုမင်းဘာကောင်တော့မင်းဘယ်လိုမေးလိုက်တာတော့ဟာခမရတော့ချင်းအောင်နဲ့ဖွဲ့ထားမှာဆိုလို့မေးနေတာဗျချင်းအောင်သွားလှက်ကြည့်မေးရတော့မသိရှာဒီကောင်ဘာဖြစ်လာလဲမသိဘူးခမရတကောင်စရင်ပြတကောင်စရင်ဖွားရတန်တက်တန်သွားလှက်မြန်လို့ကျွတ်ကချိန်မရှိဘူးတရွာလုံးခမရအင်ဂျီ600လောက်ရှိတာဖွားရတကောင်စရင်ထုတ်ဘာတော့ကျွတ်တော့မင်းဘာတွေဖြစ်နေရတော့ဘာတွေဖြစ်တာဘာတွေမပြောနဲ့အဖွားကြီးခမရယောက်ျားဘယ်သူတော့ဟာငါယောက်ျားနင်းအဖေဟမ်ခမရကောင်းကောင်းပြောပါခမရလေမာလိုက်တာမင်းနှင်းဆိုတာခေါ်စားဟဲ့မင်းနှင်းနဲ့နှမလေးခေါ်ကောင်းမလေးနင်းမွေးတကယ်ရွတ်စမ်းကောင်းမလေးရွတ်ပြီးရောနေအောင်ခမရတို့အိမ်နာပြုတ်ကတ်လာတော့စောစောကခေါင်းခောက်တဲ့အတန်ကြားတယ်ဘာဖြစ်တာဩမင်းနှမမင်းနှင်းလေကျဲဥကြော်တာကျဲဥလေးကတလုံးစီရ30သားလောက်ထည့်ကြော်တော့အဲ့လိုဆိုမွေးရကြီးရဲ့ဟဲသမီးရဲ့ဆိုခေါင်းခောက်လိုက်တာအမခမရအဲ့ဒါလက်ရမှုပြဘာမှတ်နေအချိန်မျိုးခမရထောင်ချပြစ်နိုင်တယ်တို့ဘာတို့ပေါ့စိန်ကောင်းကဖြစ်တာနိုင်ဝဲမရှိသေးဘူးနော်တခါတလေကျွန်တော်တို့ကကိုမေ့သွားတဲ့လူတွေကြောင်းဝတ္ထုရေးရတာရှိတယ်